อะไรทะเลาะกันอะไรอ่ะฮะทำไมอ่ะเป็นอะไรรสชาติอะไรไม่รสชาติอะไรอะไรขันซ้ายอ่ะมาขันซ้ายอ่ะอะไรอ่ะ မင်းလွတ်ချလိုက်ပါပြောလား မင်းလှချမှာမကြည့်မင်းရပထွေး อะไรวะ ငါမင်းပြောလွတ်ချလိုက်ပါလို့ မင်းကြောင့် မင်းငါပြောလေမင်းငါပြောလေရောက် မျိုးငါပြောတယ်လှချလိုက်ပါငါမျိုးပြောရအောင်တုတ်ကြီး ဘာကွာ မင်းလှချလိုက်တော့မင်းဆွဲထားနေနေတော့ရမင်းအရန်နာချင်းနေမင်းလှချလိုက်တော့ ငါမလွတ်ချချင်တာမင်းအဲ့လောက်နာကျင်မင်းလွတ်ချလိုက်ပါလားမင်းလည်းနာကျင်တယ်ဟုတ်လားမင်းကြောက်ပါလွတ်ချလိုက်မင်းဒီလောက်နာကျင်တာမင်းလွတ်လိုက်ပါလားမင်းလွတ်လိုက်ပါတော့လား အမှခံနိုင်ရှိသေးတယ်ငါဆွဲထားလို့နိုင်သေးတယ်မင်းကမနိုင်တော့မင်းလှချလိုက်တော့တာကြီး ဟဲ့ဟာကြာဆွဲထားလို့မကောင်းမင်းလွတ်ချလိုက်ပါတော့ မင်းလှချလိုက်ပါတော့မင်းဘယ်လောက်ထိခံစားနေရလဲဆိုတော့ငါသိပါတယ်ကွာမင်းလှချလိုက်ပါတော့ ဒါပေမဲ့နာကျင်မမိုက်ခံစားကြောင်ငါကြိုက်နေရလေမမလွတ်ချနိုင်သေးဘူးကွာရောက်မင်းလည်းနာကျင်နေရမင်းမင်းကြတော့ဘာလို့လွတ်ချလဲကွာငါလည်းဆွဲထားနိုင်တော့ဆွဲထားမယ်ကွာရောက်မလွတ်ချနိုင်ဘူး ညောင်တုတ်ကြီး ဘာလဲကွာ မင်းပြောစကားမင်းနားမထောင်ဘူးလားမင်းလှချလိုက်တော့ ငါမလွတ်ချနိုင်သေးဘူးကွာရောက်မင်းလွတ်ချပါမင်းဒီလောက်နာကျင်တယ်မင်းလွတ်ချလိုက်ပါတော့လားရောက် ညောင်ငါဆွဲထားလို့နိုင်နေတယ်မင်းလှချလိုက်တော့တာကြီး မင်းလည်းလွတ်ချလိုက်ပါတော့မင်းလည်းနာကျင်နေတော့ပြီ မင်းဆွဲထားမနေနဲ့တော့ဟဲ့အောင်မင်းပြင်မနေပြီ ငါဆွဲမထားอยู่ဒါပေမဲ့ငါအိုက်ခံစားကြောင်ငါကြိုက်နေတယ် အဲ့ဒီခံစားချက်ကိုမင်းနေမဟုတ်ငါပါကြိုက်နေတာမင်းလှချလိုက်တော့တာကြီးနော် ငါမလွတ်ချနိုင်သေးဘူးရောက်မင်းလည်းနာကျင်တာတူတူပဲလေကွာမင်းလွတ်ချလိုက်ပါလား ညောင်မင်းကအရန်နာကျင်နေပြီတော့မင်းက မလွတ်ချင်ဘူးကွာရောက် မင်းလှချလိုက်တော့ဆွဲမထားမနေနဲ့တော့ မင်းတော့မလွတ်ချနိုင်တယ်ငါဘယ်လိုလွတ်ချနိုင်ပါလဲကွာငါလည်းဒီမှာကြိုက်နေတယ် ငါနာကျင်ပေမဲ့ငါမှခံနိုင်ရင်အားတွေရှိတယ်မင်းမှအားမရှိတော့မင်းလှချလိုက်တော့ ငါလည်းဒီနာကျင်ပေမဲ့ဒီခံစားချက်ငါကြိုက်နေတယ်ရောက် မင်းဘယ်လောက်ထိခံစားနေရလဲဆိုတော့ငါသိပါတယ်ကွာမင်းဆွဲထားမနေနဲ့လှချလိုက်တော့တာကြီး ခံစားလဲရောက်ခံစားပါသေးကွာရောက်ငါမလွတ်ချနိုင် ငါမင်းရဲ့ဘဝကိုခံစားမိပါတယ်ကွာငါလည်းကိုချင်းစားပါတယ်မင်းလှချလိုက်တော့ဟဲ့အောင်ကြီး မင်းရဒီလောက်နာကျင်နေပြီဘာမလွတ်ချရလဲရောက် မင်းကြိုက်ပေမဲ့ငါလည်းကြိုက်တယ်ပြီ เฮ้ยทำอะไรเป็นอะไรอ่ะอ้าวอะไรรสชาติอะไรอ่ะนี่อะไรอ่ะ ဒီဒီစားလား ဒွီဒီစားမလို့လေ อ้าว ဝေခွဲမရဖြစ်နေ เป็นอะไรรสชาติอะไรไม่รสชาติอะไรอะไรขันซ้ายอ่ะมาขันซ้ายอ่ะอะไรอ่ะอะไรวะมาเอาเว้ยมาเตะใช่ไหมเอ้ยตายแล้ว ဟုတ်လေ มา ဟုတ်လေ ငါ ကြောက်ဖြစ်တာ ငါမင်းလွတ်လိုက်လို့ပြောလေရောက် ဟုတ်တယ် พวกมึงสองตัวไม่ต้องกินกูกินคนเดียวเข้าใจไหมอะไรวะรสชาติอะไรตัวขันซ้ายอ่ะลูกอะไรวะอะไรไม่เข้าใจอะไรเลยมึงเอ้ย ဟေး စားတော့တည်း သွားပြီတော့မင်းကြောက်မင်းကြောက်မင်းကြောက်မင်း ငါ ကြောက် မင်းပြောလေငါမင်းပြောလွတ်ချလိုက်ပါလို့ မင်းကြောက်မင်းကြောက် မင်းငါပြောလေမင်းငါပြောလေရောက် မျိုးငါပြောတယ်လှချလိုက်ပါငါမျိုးပြော ငါလည်းမင်းပြောလေကွာငါမင်းနာကျင်နေမှာ ဆူးတွေနဲ့လှချလိုက်ပါလားငါမျိုးမပြောခဲ့ဘူးလား ငါမင်းနာမှာဆိုလို့ငါကန်ပြီးမပြောလေကွာမင်းက อะไรวะสองคนไม่เข้าใจอะไรไม่เก่งเนาะกูเก่งเองอะไรวะรสชาติอะไรมันรสชาติอะไรก็อยากกินโดนยินดีนานแล้วโอ้โอ้โอ้อร่อยนี่ว่ะ မင်းလွတ်ချလိုက်ပါပြောလား လှချအောင်မင်းလှချအောင်မကြည့်မင်းရပထွေးမကြည့် မင်းငါခွဲကြည့်ငါလွတ်ချလိုက်လို့ပြောလေရောက် โอ้โหอะไรวะรสชาติอะไร โอเคငါမျိုးပြောတယ်လှချလာပြီးမင်းနဲ့ငါလည်းသူစားမယ်လို့ငါမျိုးမပြောခဲ့ဘူး ငါလည်းလွတ်ချမင်းခွဲကြည့်မလို့ရောက်ပြီအဲ့ဒါမင်းပြော တိမင်းရပထွေး เฮ้ยอะไรวะเต้าจีนแล้วมันทำการเจริญเลยไม่เข้าใจเลยไปทำงานอะไรวะพอแล้วไม่ต้องทะเลาะกันไม่ต้องทะเลาะกันไปไป မတော်နိုင်ဘူး อ้าวกูว่าไปเลยไปไกลๆแล้วไม่ทำการเจริญเลยไป ငါလွတ်ချမင်း อร่อยนี่ว่าเป็นอะไรวะรสชาติอะไรวะนาจีเนี่ยนาจีน่ะแปลว่าอะไรไม่เข้าใจเลย ဒီခိုးရောင်းလို့ရတဲ့ ပြောပြောလေငါမင်းခွဲကြည့်မလို့ เฮ้ยพอแล้วไป ငါတော့မစားတော့